ခရစ်တော်နာမ၌ရောက်စီတမင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာစီချင်းခေါ်အယူတော်များအကြောင်းအရာကခန္ဓာမျိုးသမီးယုံကြည်ခြင်းကနေပြီးတော့မှခေါ်အယူစီချင်းတော်မှာဖြစ်တယ်။ကျမ်းပိုင်းနေတဲ့ရှင်မသက်ခရစ်ဝင်အခန်းကြီး15အပိုင်းငယ်21ကနေ28ဖြစ်တယ်။ယေရှုသည်ထိုအရက်မှထွက်၍သူတို့မျိုးနှင့်ဇိဒုံမျိုး၏ကျေးလက်သို့ကြွတော်မူလေခန္ဓာမျိုးသမီးဖြစ်သောမိန်းမတစ်ယောက်သည်ထိုနေဆက်မှထွက်လာ၍ဒါဝိဒ်၏သားတော်အရှင်ကျမကိုတနာတော်မူပါကျမ၏သမီးသည်နှဆိုးနှိပ်စက်ခြင်းကိုပြင်းစွာခံရပါသည်ဟုဟစ်ကြော်တော်လဲစကားတခွန်းမြပြန်တော်မမူတပည့်တော်တို့သည်လည်းချင်းကပ်၍ထိုမိမပြန်တော်ရသောခွင့်ကိုပေးတော်မူပါငါတို့နောက်သို့လိုက်၍ဟစ်ကြော်လျက်နေပါသည်ဟုတောင်းလျှောက်ကြ၏ကိုတော်ကလည်းဣသရေလအမျိုးအဝင်ပြောင်းလဲသောသူများမှတပါအခြားသောအမျိုးရှိရသောငါကိုမစေလွှတ်ဟုမိန့်တော်မူ၏ထိုမိမသည်ချင်းကပ်၍ပြက်ဝက်လျက်ကျမကိုကေတော်မူပါသခင်ဟုရှောင်ပြန်လျင်ကိုတော်ကတာဤအစာကိုယူ၍ခွေးအားမပေးမချက်အဟုပြန်ပြောတော်မူ၏မိမကလည်းမှန်ပါ၏သခင်ခွေးမိဒီကမိမိသခင်၏စပွဲမှကြသောစနုပ်စပေါက်ကိုစားမြဲထုံးစံရှိပါ၏ဟုရှောင်ပြန်လျင်အိုမိမတင်သည်ယုံကြည်အားကြီးလာပြီတင့်အလိုရှိသည့်အတိုင်းတင်၌ဖြစ်စေဟုမိန့်တော်မူ၏ထိုအချိန်မှစ၍ထိုမိမ၏သမီးသည်ကျမ်းမာပကတိဖြစ်လေ၏အာမင်ကျွန်တော်ဒီကျမ်းပိုက်ကိုဆင်ခြင်တဲ့အခါမှာကျွန်တော်တို့ဘာကိုတွေ့ရလဲဆိုတော့သခင်ခရစ်တော်ကသူကြွားလာတဲ့အခါမှာခန္ဓာမျိုးသမီးတယောက်အဲ့ဒီခန္ဓာမျိုးသမီးဆိုတာကဒီတဘာမျိုးသားဖြစ်တယ်ပေါ့နော်တဘာမျိုးသားထဲကဒီအမျိုးသမီးဖြစ်တယ်သူကသခင်ခရစ်တော်ရဲ့အကြောင်းတွေသူ့ရဲ့ဒီခင်ခရစ်တော်ရဲ့ဒီအအောင်ဖွယ်နမိတ်လက္ခဏာသူ့ရဲ့အကြောင်းကိုကြားတဲ့အခါမှာသူကယုံကြည်စိတ်ရှိတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီမှာသိရတယ်သူကသခင်ခရစ်တော်စီကိုလာပြီးတော့မှအိုးဒါဝိဒ်၏သားတော်ရှင်ကျမကိုကြည်တော်မူပါသူရဲ့သမီးကနှဆိုးဆွဲခံရတဲ့အကြောင်းကိုသူကပြောပြတဲ့အခါမှာသခင်ခရစ်တော်ရဲ့တပည့်တော်တွေကအဲ့ဒီမိမကိုပြောင်းအောင်ကျွန်တော်တို့လှုပ်လိုက်ရအောင်သခင်ခရစ်တော်ကိုပြောတဲ့အခါမှာကိုတော်ကဗာပြောလဲဆိုတော့အပိုင်းငယ်24မှာကျွန်တော်တို့တွေ့ရတာဖြစ်တယ်ကိုတော်ကလည်းဣသရေလအမျိုးဝင်ပြောင်းလဲသောသူများမှတပါအခြားသောအမျိုးရှိရသောငါကိုမစေလို့မိတ်တော်မူ၏ခရစ်တော်ကဣသရေလအမျိုးဝင်ဖြစ်တဲ့ပြောင်းသောသူတွေကိုမှအပါငါကိုတခြားနေရာကိုငါကိုဆေလောက်တာမဟုတ်ဘူးဆိုပြီးတော့မှပြန်ပြောတာဖြစ်တယ်ဒီဟာကပြောကြည့်တဲ့အခါမှာသခင်ခရစ်တော်ကဣသရေလအမျိုးဝင်ပြောင်းလဲသောတိုးတဲ့အတွက်ပဲရောက်ရှိလာတာဖြစ်တယ်ဆိုတာကိုကျွန်တော်ဒီမှာတခြားလူတွေကပြောလို့ရတနည်းအားဖြင့်ပြောလို့ရတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ ministry သူ့ရဲ့ဒီ geography ကိုကြည့်ခြင်းအားဖြင့်သခင်ခရစ်တော်ရဲ့ကြွားလာခြင်းကသူကဣသရေလအမျိုးမှာရှိတဲ့ဒီ promised land တွင်ထဲမှာပဲသူကတွာလာလှုပ်ရှားတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ဒီမှာဆက်ကြည့်တဲ့အခါမှာထိုမိမကသူကအရှုံးပေးလာဆိုတော့ခန္ဓာမျိုးသမီးကအရှုံးမပေးဘူးသူကသခင်ခရစ်တော်ထက်ကိုထပ်ပြီးတော့မှချင်းကပ်ပြီးတော့မှပြောတယ်ကျမကိုကြေတော်မှာသခင်ကိုထပ်ပြီးတော့မှရှောက်ပြန်တယ်ဆိုတော့ကျွန်တော်ဒီမှာတွေ့ရတယ်။အဲ့ဒီအချိန်မှာသခင်ခရစ်တော်ကဘလို့ပြန်တုတ်ပြန်လဲဆိုတော့အပိုင်းငယ်26မှာကိုတော်ကတားဤအစာကိုယူ၍ခွေးအားမပေးမချက်အဟုပြန်ပြောတော်မူ၏။ဒီမှာပြောချင်တာကတားရဲ့အစာကိုဆိုတဲ့အခါမှာတားဆိုတဲ့အခါမှာသူကဣသရေလအမျိုးကိုဆိုလိုချင်တာဖြစ်တယ်။ဒီနေ့အစာကိုယူ၍ဆိုတဲ့အခါမှာအဲ့ဒီအစာကဘာလဲဆိုတော့ကောင်းချစ်မင်္ဂလာတွေကိုဆိုလိုချင်တာဖြစ်တယ်။သခင်ခရစ်တော်ကဘာလဲဆိုတော့ဣသရေလအမျိုးတွေရဲ့ကောင်းချစ်မင်္ဂလာတွေကိုခွေးအားမပေးမချက်အားဆိုတဲ့အခါမှာကျွန်တော်တို့ဒီခွေးဆိုတဲ့အခါမှာအဲ့ဒီချိန်အဲ့ဒီအခါတော့ကတဘာမျိုးသားတွေကိုဣသရေလတွေကခွေးအနေနဲ့ခိုင်းနိုင်ပြီးတော့မှတုံ့နှုံတဲ့စကားလုံးဖြစ်တယ်။အဲ့ဒါကြောင့်သခင်ခရစ်တော်ကဒီမှာပြောတာကဣသရေလအမျိုးအနွယ်ရဲ့ကောင်းချစ်မင်္ဂလာတွေကိုတဘာအမျိုးသားတွေကိုမပေးသင့်ဘူးဆိုပြီးမှသူကပြန်ပြောတာဖြစ်တယ်။ဒါပေမဲ့မိမကဘာပြောလဲဆိုတော့ခန္ဓာမျိုးသမီးကမိမကလည်းမှန်ပါ၏သခင်ခွေးမိဒီကမိမိသခင်၏စပွဲမှကြသောစနုပ်စပေါက်ကိုစားမြဲထုံးစံရှိပါ၏ဟုရှောင်ပြန်လင်မှန်ပါတယ်သခင်ဒါပေမဲ့ခွေးဆိုပေမဲ့မိမိသခင်ရဲ့စပွဲပေါ်ကနေကြတဲ့စနုပ်စပေါက်လေးကိုတော့စားရတော့ခွင့်ရှိတယ်မဟုတ်ဘူးလားဆိုပြီးတော့မှသခင်ခရစ်တော်ကိုပြန်လျှောက်တဲ့အခါမှာအင်မတန်မှကိုယုံကြည်စိတ်ကြီးတဲ့မိမဖြစ်တယ်အင်မတန်မှကိုဇွဲကောင်းတဲ့မိမဖြစ်တယ်သခင်ခရစ်တော်ကိုထိုကဲ့သို့ပြန်လျှောက်တဲ့အခါမှာခရစ်တော်ကလည်းသူကတင်းရဲ့ယုံကြည်ခြင်းကကြီးလာပြီဆိုပြီးတော့မှထိုမိမကိုပြန်လည်ပြီးတော့မှရှေ့မှန်းတာဖြစ်တယ်။တင်းအလိုရှိသည့်အတိုင်းတင်း၌ဖြစ်စေဟုမိန့်တော်မူ၏။တင်းရဲ့ယုံကြည်ခြင်းကကြီးလာပြီဖြစ်တယ်။တင်းရဲ့ယုံကြည်ခြင်းကအင်မတန်မှကြီးမားတာဖြစ်တယ်။တင်းရဲ့ယုံကြည်ခြင်းကြီးမားတဲ့အတွက်ကြောင့်တင်းအလိုရှိတဲ့အတိုင်းတင်း၌ဖြစ်စေဆိုပြီးတော့မှမိန့်တော်မူတာဖြစ်တယ်တဲ့။ကျွန်တော်ထိုကဲ့သို့မိန့်တဲ့အခါမှာအဲ့ဒီအမျိုးသမီးသမီးကလည်းချက်ချင်းပဲအဲ့ဒီခဏအတွင်းမှာပဲတတချင်းကိုရရှိတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်။အဲ့ဒါကြောင့်ကျွန်တော်တို့မိတ်ဆွေကျွန်တော်ဒီခန္ဓာအမျိုးသမီးရဲ့ယုံကြည်ခြင်းကနေကျွန်တော်တို့ကဘာကိုခွန်အားရတယ်လဲဆိုတော့တခါတလေကျွန်တော်တို့တွေကဤကောင်းခြင်းမင်္ဂလာဤအရာကကျွန်တော်နဲ့မဆိုင်ပါဘူး။ဒီကောင်းခြင်းမင်္ဂလာကကျွန်တော်နဲ့မထိုက်တန်ပါဘူး။
ဒီနမိတ်လက္ခဏာဒီကျမ်းမာခြင်းကမဖြစ်နိုင်ပါဘူးဆိုပြီးကျွန်တော်တို့စိတ်ထဲမှာတန်တရားတွေမြောင်များစွာဝင်တတ်တာဖြစ်တယ်ထိုကဲ့သို့တန်တရားစိတ်တွေဝင်တဲ့အခါမှာထိုကဲ့သို့မကျမ်းမာနိုင်တော့ဘူးလို့ကျွန်တော်တို့ကကိုယ့်ဘာကိုတန်တရားစိတ်တွေနဲ့ဖုံးလွှမ်းတဲ့အခါမှာကျွန်တော်တို့ကဘုရားသခင်ခရစ်တော်စီမှာတရားယုံကြည်တဲ့စိတ်ကပျောက်ကွယ်သွားတတ်တာဖြစ်တယ်ထိုကဲ့သို့သောမထိုက်တန်တဲ့ကောင်းကြီးဆိုတာကျွန်တော်တို့မရှိပါဘူးဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာဆိုတာဘုရားသခင်ရဲ့နမိတ်လက္ခဏာဘုရားသခင်ရဲ့ကျေးဇူးတော်ဆိုတာကျွန်တော်လူသားအလုံးအတွက်ပဲဖြစ်တယ်အဲဒါကြောင့်ခန္ဓာမျိုးသမီးကဲ့သို့ကျွန်တော်တို့ကသခင်ခရစ်တော်စီမှာဘုရားသခင်စီမှာကျွန်တော်တို့ကတောင်းလျှောက်ဖို့ရအတွက်ယုံကြည်စိတ်တရားယုံကြည်တဲ့နှလုံးသားနဲ့ဘုရားသခင်တကိုတိုးဝင်တက်ဖို့ရအတွက်အင်မတန်မှအရေးကြီးတာဖြစ်တယ်ထိုကဲ့သို့ကြီးမားသောယုံကြည်ခြင်းနဲ့ဘုရားသခင်ထံကိုတိုးဝင်တဲ့အခါမှာဘုရားသခင်ကကျွန်တော်တို့ရဲ့လိုအပ်ချက်ကိုသိတဲ့ဘုရားဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့တောင်းတဲ့ဆုကိုအပြည့်ပေးမှာဖြစ်တယ်။အဲဒါကြောင့်ကျွန်တော်တို့နေ့ရက်စဉ်တိုင်းမှာဘုရားသခင်ထံကိုတိုးဝင်ခြင်းကတဲ့အခါမှာခန္ဓာမျိုးသမီးရဲ့ယုံကြည်ခြင်းကိုတတိယတဲ့စိတ်အဖြစ်ဘုရားသခင်ရဲ့ကျေးဇူးတော်ဘုရားသခင်ကောင်းချီးမင်္ဂလာကကျွန်တော်တို့အားလုံးအတွက်ဖြစ်တယ်ဆိုတာကိုသိစေခြင်းအတွက်ခွန်အားပေးဝင်ငါခြင်းတာဖြစ်ပါတယ်။ကျမ်းစာတော်ရုံးစီတိုင်းဘုရားသခင်ကောင်းချီးပေးပါစေ။